အခုလိုမျိုးစားရှင်စပွဲမှုန့်မွေးကြိုင်ကြိုင်လေးနဲ့တရက်သီးသနက်ကလေးလောက်ပြပေးပါလို့တောင်းဆိုထားတဲ့သူတွေများတဲ့အတွက်ကျွန်တော်ဒီနေ့တော့တရက်သီးသနက်ကလေးလောက်ပြပေးသွားပါမယ်ခင်ဗျာတရက်သီးသနက်လောက်တဲ့အခါမှာကြတော့လေတရက်သီးကကျွန်တော်တို့အရင်ကြီးလဲမဟုတ်ဖက်နဲ့အခုလိုအနေထားလေးတွေပေါ့နော်အခုလိုအနေထားလေးတွေကိုအသုံးပြုရပါမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကကျမရေးနဲ့ညီညွတ်စေဖို့အတွက်ကျွန်တော်ကြားလုံးဝသုံးမထားပါဘူးခင်ဗျာနော်ပါဝင်ပစ္စည်းလေးတွေအနေနဲ့ကတော့ဒီမှာကရဝေးရွက်ပါမယ်တစ်ချပိုးကောက်ကလေးပါမယ်နောက်တစ်ခုကကြတော့ကြက်သွန်ပြူရှမ်းဥကိုတော့ကျွန်တော်ကအခုလိုမျိုးအမြောင်ကြီးကြီးလေးစိတ်ထားပါမယ်ခင်ဗျာနောက်တစ်ခါကြတော့မဖြစ်မနေကတော့မဆလာပေါ့နော်မဆလာလေးထည့်ပြီးတော့သုံးပါမယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီတရက်သီးလေးတွေကိုထက်ချမ်းပြီးတော့အနေတော်လေးတွေစိတ်မယ်ပေါ့နော်ဒီမှာလေကျွန်တော်တို့ကနေလှမ်းမှာဖြစ်တဲ့အတွက်เนาะကြီးကြီးလေးတုံးပါမယ်နောက်တစ်ခုကကြတော့သူကကျုံသွားလို့ရှိရင်လှမ်းပြီးသွားလို့ရှိရင်မြင်ပါပါเนาะဒါအသေးသွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့အခုအနေထားလေးတွေကျွန်တော်လှိပါမယ်ကဲအားလုံးပြီးသွားအောင်ကျွန်တော်လှိလိုက်ပါဦးမယ်เนาะအခုတော့ကျွန်တော်တရက်သီးလေးတွေကိုဒီနေထားလေးလှိပြီးသွားပြီဆိုတော့ကြတော့သူ့ရဲ့အချင်တက်ကလေးရောစေဖို့ရယ်နောက်တစ်ခုကအစီးတက်တွေပြောင်းသွားစေဖို့အတွက်ကျွန်တော်ကစားလေးနဲ့ထည့်ပြီးတော့ဒါလေးတွေကိုနှဲပေးပါမယ်အခုလိုလေးနှဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရေတန့်နဲ့3ထပ်လောက်ဆေးပါမယ်ခင်ဗျာအခုတော့ဆေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒါလေးကိုနော်နေပူမှာလှမ်းလိုက်ပါမယ်ခင်ဗျာနေကအရန်ပြင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့က1ရက်လောက်လှမ်းရပါတယ်နော်